Western Queen လူ Matias Fernandez ကို Man U နဲ့ Spurs တို့အပြိုင်လုနေတဲ့သတင်းအပါဝင်နောက်ဆုံးရသတင်းသုံးပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport ကနေပြန်လဲကြိုလိုက်ပါတယ်ပထမဆုံးသတင်းကတော့ Western Queen လူ Matias Fernandez နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ် United အသင်းက Fernandez ကိုနွေရာသီအပြောင်းရွှေ့ဈေးကွက်ရဲ့အဓိကပြစ်မှတ်တစ်ယောက်ဖြစ်သတ်မှတ်ထားပါတယ်ဒါပေမဲ့အခုချိန်မှာ Tottenham Hotspur ကလည်းကစားသမားရဲ့ agent နဲ့ဆွေးနွေးမှုတွေစတင်လှုပ်ဆောင်နေပြီး Man U ရဲ့အစီအစဉ်တွေကိုဖျက်ဆီးနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာနေပါတယ် Fabrizio Romano ရဲ့အဆိုအရ Spurs နဲ့ Man U အသင်းနှစ်သင်းစလုံးက Fernandez ကိုခေါ်ယူနိုင်ဖို့အပြင်းထန်စူးစမ်းနေကြပြီးပြိုင်ဆိုင်မှုကပုံမပြင်းထန်လာဖို့ရှိနေပါတယ်လက်ရှိမှာတော့နှစ်သင်းလုံးကအပြိုင်စူးစမ်းနေကြဆဲဖြစ်ပြီးဘယ်အသင်းကခေါ်ယူသွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပါဒုတိယသတင်းကတော့ Aston Villa ကျယ်ဝင့် Morgan Roger နဲ့ပတ်သက်ပါတယ် Premier League Champion Arsenal အသင်းက Morgan Roger ကိုဒီနွေရာသီရဲ့အဓိကတိုက်စစ်ပြင်မှတ်ဖြစ်သတ်မှတ်ထားပါတယ်သတင်းတွေအရ Declan Rice ကိုယ်တိုင်ကအင်္ဂလန်အသင်းပေါ် Morgan Roger ကို Arsenal ကိုပြောင်းလာဖို့စီးရုံးနေတယ်လို့သိရပါတယ် Bukayo Saka, Ibrahim Eze နဲ့ Noni Madueke တို့ကလည်း Roger နဲ့အနီးကပ်ဆက်ဆံရေးရှိတဲ့ကစားသမားတွေဖြစ်ပါတယ်ဒါပေမဲ့ Aston Villa ဘက်ကတော့ Roger ကိုအလွယ်တကူလက်လွတ်မှာမဟုတ်ပဲပေါင်85သန်းကနေတန်း100ဝန်းကျင်အထိတန်ကြေးသတ်မှတ်ထားတယ်လို့သိရပါတယ်ဒါကြောင့်ဒီ transfer ကနွေရာသီရဲ့အကြီးမားဆုံးဇာတ်လမ်းတွေကတစ်ခုဖြစ်လာနိုင်ပါတယ်နောက်ဆုံးသတင်းကတော့အသက်16နှစ်အရွယ် Leicester City အသင်းရဲ့ Wonder Kid Jamie Monga ဖြစ်ပါတယ်သတင်းတွေအရ Monga က Arsenal ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေပြီး Ghana တို့ဘက်ကလည်း Leicester City ထံတရားဝင်ကမ်းလှမ်းမှုတင်ထားပြီးဖြစ်ပါတယ် Manchester United, Manchester City နဲ့ Chelsea တို့ကပါစိတ်ဝင်စားခဲ့ပေမဲ့ Monga ရဲ့ရွေးချယ်မှုက Arsenal ဘက်ကိုပုံမဦးတည်နေတယ်လို့ဆိုပါတယ် Arsenal အတွက်ကတော့အနာဂတ်စီမံကိန်းရဲ့အရေးကြီးဆုံးလူငယ်ခေါ်ယူမှုတွေကတစ်ခုဖြစ်လာဖို့ရှိနေပါတယ်ဒီနေ့အတွက် transfer update တွေကတော့ဒီလောက်ပါပဲဗျကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျာ